တညနေမှာဗီတာကအင်ဒိုကိုတူးတာမှာတွေ့ဖို့ချိန်ပြီးနင့်ညီမနဲ့ဝင်းငင်ကြားမှာတခုခုဆက်ဆံမှုရှိနေတယ်လို့ပြောပြတယ်။အဲ့ဒီဝင်းငင်ကိုအဆုံးသတ်နိုင်ဖို့ငါတို့နင့်ညီမကိုနောက်ယောင်ခံပြီးစုံစမ်းရတော့မယ်။ဒါကြောင့်နောက်တညမှာဗီတာကအင်ဒိုကိုစောင့်နေခဲ့ပြီနဲ့အင်ဒိုကသူ့မိနဲ့အတူပိတ်မိနေခဲ့ရမှုဗီတာလည်းဘယ်လိုနည်းနဲ့မဆိုအထဲကိုရောက်လာခဲ့တယ်။အဲ့ဒီချိန်မှာလည်းတကားကသူ့ဘာသာသူမိလာတယ်။ဒါနဲ့ဗီတာလည်းဖွင့်လိုက်တယ်။ဗီတာကအင်ဒိုလို့ထိန်ပြီးစကားတွေပြောနေခဲ့ပေမဲ့ဟိုဘက်ကဘာအဖီမှပြန်မလာခဲ့ဘူး။အဲ့ဒီချိန်မှာပဲအင်ဒိုကိုမြင်လိုက်တော့ဗစ်တာကြောက်လန့်သွားပြီးမှဒါအင်ဒိုရဲ့ညီမကိုမာတီမန်ဖိလိုက်ရတယ်။အခုတော့အင်ဒိုညီမကိုမာတီနောက်ယောင်ခံရင်ကာကူတာရှိတဲ့နေရာကိုရောက်သွားကြတယ်။ဒီမှာကိုမာတီကဝင်းငင်းဝင်နေတဲ့ရုပ်တုရှိရာကိုရောက်သွားပြီးအဲ့ဒီမှာကျဲလောင်းစွာရေမော်ရင်တတိလွတ်သွားတယ်။အဲ့ဒီအချိန်မှာပဲကာကူတာနိုးထားရမယ့်အချိန်ရောက်လာတယ်။အဲ့ဒီအကြောင်းကြောင့်ရုပ်တုထဲမှာရှိနေတဲ့ဝင်းငင်းကဒီလူလေးစီကိုကတ်လာတယ်။အဲ့ဒါကြောင့်ရုပ်တုကိုမိရှို့လိုက်ကြတယ်။ဒီလိုလုပ်ခဲ့ပြီးပဲလေဝင်းငင်းကရုပ်တုထဲကနေထွက်လာပြီးသူတို့ရှိမှရပ်နေတယ်။အဲ့ဒီအချိန်မှာပဲအင်ဒိုကစက္ကတ်မှာရှိတဲ့ကာကူတာရဲ့ပိုင်ရှင်နာမည်ကိုပြောပြီးကျမတို့ကိုကာလာမွန်ဒယ်ကိုရကလွှတ်လိုက်တာပါပြီးတော့မင်းဖာရီဖိခဲ့လို့လူတွေကိုဒီလိုမျိုးလုပ်နေရတာလဲဆိုတာသိချင်တယ်လို့ပြောလိုက်တယ်